ဒီမူလို့ရာအေးမလို့မဟုတ်လားဒီမူပြောတာတွေကဝယ်ဖို့အိမ်မမနေတယ်လို့ပါပဲလားဒီမူရဲ့ဝယ်ဖို့ရာခင်းနဲ့နေ့တိုင်းလာတဲ့ဆိုတာလေတခါမှမတွေ့မိပါလားဝယ်ဖို့ကမှဒီမူလို့မတွေ့ချင်တာကိုအမျိုးသမီးကခနဲ့တက်တက်နဲ့ဝယ်ဖို့စောလို့ကိုပြန်ပြောလိုက်တယ်ဒီမဲ့ဒီမူရဲ့ဝယ်ဖို့သာညောလာတဲ့ဒီမူရဲ့စန်ချီကိုမတွေးလိုက်ရသေးဘူးဆိုရင်ဒီမူကိုခုလိုလာတွေ့ရအောင်မဟုတ်သေးဘူးလေဟုတ်ပါပြီရှင်ဟုတ်ပါပြီဒီမူတို့ကိုရောင်မပြခဲ့လို့ဝယ်ဖို့ကဒီမူတို့မတွေ့ခဲ့တာပါဒီမူတို့ဒီနေရာမှာနေတာကြာပါပြီဝယ်ဖို့ကယူသားဖြောင်းမှန်လို့ပဲခုလိုဒီမူတို့ကိုတွေ့နိုင်တာပါအမျိုးသမီးရဲ့ရှင်းလင်းပြောကြားချက်တွေကိုတလုံးချင်းနားထောင်ရင်ဝယ်ဖို့ဆိုလို့တယောက်အံ့ဩနေမိတယ်။အော်ဒါနဲ့ဝယ်ဖို့နင်းမလို့ရွာကိုလိုက်ခဲ့ပါတော့လားအချိန်ရှိသေးရဲ့လေလိုက်မယ်မဟုတ်လားမခေါ်ခင်လေးကလိုက်ချင်နေတာတကယ်ခေါ်ရင်တော့တကယ်လိုက်တာပေါ့ဒင်းမူရဲ့အိုးဝယ်ဖို့ကလည်းတကယ်လိုက်စေချင်လို့ခေါ်တာပါလာလိုက်ခဲ့ပါဝယ်ဖို့အမျိုးသမီးကပြောဆူဆူနဲ့သူမရဲ့အဝတ်အစားတွေကိုပြန်ဝတ်ပြီးဝယ်ဖို့ဆုံးလို့ကိုသူမရဲ့ရွာကိုခေါ်ဆောင်သွားခဲ့တယ်ခဏကြာမှပဲတောကြီးမြင့်မဲတွေကိုရောက်သွားပြီးအမျိုးသမီးကတည့်ရွက်ရှိတဲ့တစ်ကိုင်းငယ်ကလေးတစ်ကိုင်းကိုချိုးယူလိုက်ပြီးဝယ်ဖို့ဆုံးလို့မျက်စိရှိမှတစ်ချက်ကလေးရမ်းလိုက်တာနဲ့ဝယ်ဖို့ဆုံးလို့ရဲ့ရှေ့မြေကွင်းမှာအလွန်လှပတဲ့ရွာတစ်ရွာကိုမြင်ရတော့တယ်ရွာကိုလည်းနှက်ဆက်အောင်လိုက်ပြပြီးနောက်မှာနေဆောင်လာတဲ့အတွက်ဝေဖိုးစိုးလို့တယောက်အိမ်ပြန်မှုချိန်ရောက်လို့လာခဲ့တယ်။ဝေဖိုးအခုပြန်မှဝေဖိုးနေတဲ့နေရာကိုအချိန်မီပြန်ရောက်မှာအဲ့ဒါကိုမောင်းထုတ်တယ်လို့သဘောမထားလိုက်နိုင်အောင်နော်ဝေဖိုးဟုတ်ကဲ့ဝေဖိုးနားလည်ပါတယ်ဒါပေမဲ့ဝေဖိုးပြန်ရမယ့်လမ်းကိုတယောက်ယောက်လိုက်ပြခိုင်းအောင်နော်စိတ်သာချပါဝေဖိုးနေရာကိုရောက်အောင်တဏီကုံပြန်သွားရမယ်ခီးပါဝေဖိုးကနီးနီးလေးထင်နေအောင်မယ်နေမူတော့ခီးကိုနီးအောင်ဖန်တီးပေးထားလို့သာနီးနီးလေးထင်နေရတာအိုးဒီလိုဆိုရင်ဝေဖိုးဒီနေ့ပြန်ရောက်နိုင်အောင်ပါမလားနေမူရဲ့မဖူပါနဲ့ဝေဖိုးရဲ့ရော့ဒီတင်းမီကလေးကိုယူထားလိုက်ပါ